မြင့်မြတ်တော်ဝင်ကုမ္ပဏီနဲ့အတူပူးပေါင်းဆောင်ရွက်လုပ်ကိုင်နေတဲ့တောင်သူနဲ့အခြားကုမ္ပဏီတွေကိုမြင့်မြတ်တော်ဝင်ကဘယ်လိုအာမခံချက်တွေပေးထားသလဲဆိုတာဒီရုပ်သံဗီဒီယိုအပိုင်းလေးမှာကုမ္ပဏီဦးဆောင်သူဦးမြင့်အောင်ပြောကြားထားတာကိုကြားသိရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီမြင့်မြတ်တော်ဝင်ရဲ့ဝန်ဆောင်မှုပိုင်းမှာအာမခံချက်ကတော့ဒီ exporter တွေကနေပြောရမယ်ဆိုရင်တော့ကျွန်တော်တို့အရေးတွေးရဲ့ကျွန်တော်စစ်မှန်မှုကိုကျွန်တော်တို့ဒါတာဝန်ယူရတယ်ပေါ့နော်။နောက်တာဝန်လည်းယူရတယ်အာမလည်းခံရတယ်ပေါ့နော်။နောက်ကျွန်တော်တို့ဒီလုပ်တဲ့စနစ်ထဲမှာဆိုရင်ကျွန်တော်တို့ကကြားနေရတဲ့အတွက်တမတ်ဆိုတဲ့ဟာလေးတွေတာဝန်ရှိတယ်ပေါ့နော်။နောက်ကျွန်တော်တို့ဒါမှန်ကန်ရမယ်တိကျရမယ်ဆိုတဲ့ဟာတွေလည်းကျွန်တော်တို့ဒီရောင်းတဲ့ဒီဝယ်ယူသွားတဲ့ဒီတွေအတွက်လုပ်ပေးရတယ်လို့တောင်းလူတွေအတွက်ကြတော့လည်းသူတို့အပေါ်မှာကျွန်တော်မှန်ကန်တော့ချိန်တွယ်မှုတွေဒါငွေရှင်းစနစ်မှာဆိုလည်းပစ္စည်းချိန်ပြီးငွေရှင်းပေးတယ်ဆိုတော့ငွေသားပေါ့နော်တို့နိုင်ငံမှာတော့ငွေသားပေါ့ဘန်နေချက်တွေပါရင်လက်သူတို့ကတိတ်နားမလဲတဲ့ခါမှာစီးရုံးလို့မရသေးတဲ့ခါမှာငွေသားကိုကျွန်တော်တို့ပေးရမရှိပေါ့ဘန်ပေးရမရှိကျွန်တော်ကပေးနေအောင်စီစဉ်ဆောင်ရွက်ထားတာတွေလည်းရှိပါတယ်